ကဲမင်္ဂလာပါဗျာအဲ့တော့မော်စကိုရောက်ဒီမှာဦးကောင်းအဲ့တော့ခွေးမိတို့ရဲ့တည်င်းလေးကိုပြန်လဲမြောက်မှာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ဟိုဘက်ရုပ်ကသူတို့ရဲ့ဟလာကျွန်းကောင်းဆောင်ကြီးကိုဟလာကျွန်းကောင်းဆောင်ခွေးအောင်လိုင်းကြီးကိုနော်အလုံးမတန်ဟလာဘောကြီးကိုအတင်းခါမပြနေတဲ့အဖွဲတွေကိုဥတီပြီးပြောမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့နော်အဲ့တော့ဒီကောင်ကြီးကသူတို့ရဲ့နော်ကျွန်းကောင်းဆောင်ခွေးမိတို့ကြီးကိုအဲ့တော့ငပူတင်းကဟိုနိုင်ငံတော်ဆင့်နဲ့ကြိုးဆိုတယ်ပေါ့ကွာနိုင်ငံတော်ဆင့်နဲ့ကြိုးဆိုတယ်ဆိုပြီးတော့ဟာလာဟိုနေ့မှာchannel တွေမှာဘောမနဲ့ဘောဝိုင်းမကြတယ်နော်အမောနေတင်တယ်ကြည့်လိုက်အောင်လေဟုတ်လားမနိုင်ငံတော်ဆင့်ကြွနေရတယ်ဟိုအဲ့တော့တရုတ်သမ္မတရှီကျင်မင်းကိုကြိုတာနဲ့အဲ့တော့ဒီကောင်ဒီခွေးမိတို့မအေလို့ကြိုတာနဲ့ဘာကွာလဲဆိုကြည့်လိုက်လေအဲ့မှာကြည့်လိုက်လေအဲ့တော့နိုင်ငံတော်ဆင့်ဆိုတော့ဘာလဲဟိုမှာတရုတ်သမ္မတကိုကြိုဆိုတာဘယ်လိုဆင့်လဲကော်စောနီနဲ့နော်အဲ့တော့ခွေးအောင်လိုင်းကိုကြိုဆိုတာကြည့်အောင်နော်အဲ့တော့တမန်လေးမှာစဲထုတ်ထားတဲ့ဟာကိုသူတို့အနေနဲ့နိုင်ငံတော်အဆင့်ကော်စောနီနဲ့ကြိုတယ်ကထင်လားမသိဘူးနော်ဟာလားဟိုမျက်နှာကလည်းကြည့်အောင်လေဟိုစီဂျီမင်းကြော်နဲ့စီဂျီမင်းကဟာလားခက်တီနဲ့ဘာပန်းမှမယူပန်းပေးရမယ်အဆင့်လည်းမဟုတ်ဘူးလေနော်သူတို့လိုအဆင့်ကနော်အဲ့တော့နိုင်ငံခေါင်းဆောင်အဆင့်လေအဲ့တော့ဒီကောင်ကနိုင်ငံခေါင်းဆောင်အဆင့်မှာမဟုတ်နော်အဲ့တော့နိုင်ငံတော်ရဲ့အကြီးအကဲလည်းမဟုတ်ဒီကောင်ဟာလားနွားပွဲသားအဆင့်တော့ကိုကကြိုဆိုတာနော်အဲ့တော့နွားပွဲသားဟုတ်လားမဟုတ်လားဆိုတာဒီကောင်စောက်ခွက်ကိုကြည့်ပါလားလင်မြန်းတော်လုံးစောက်ခေါင်းမှာဟောအဲ့လားလင်မြန်းတော်လုံးစက်ဖြည်းနဲ့ဟိုလိုမျက်နှာကြိုသွေးလို့ဒီနုမျက်နှာကြိုသွေးလို့ဘိုးရောစကားသွားတရိယာဟိုကောင်ကိုမျက်နှာကြိုသွေးရမလို့ဒီကောင်ကိုမျက်နှာကြိုသွေးရမလို့ဖားတယ်လို့နိုင်ငံဖြစ်နေပြီဆိုပြီးအခုကအဲ့ဒီမအေလို့ကြီးအဲ့လိုမျိုးဖြစ်နေတာဘာဖြစ်လဲအဲ့တော့ကောနဲ့အဲ့တို့နဲ့မြန်မာနိုင်ငံရဲ့လရာကြီးပေါ့ကွာမင်္ဂလာပါဒါမျိုးလာမှာလေပါဆက်ဖြစ်ဘာလို့ဆက်ဖြစ်ပဲနဲ့ငါလုံးမှာဟာအဲ့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်မှုပေါ့ကွာမအေလို့တောက်ပဲ့ပါငါလုံးမှာအဲ့လိုကောနော်အဲ့လိုဆက်ဖြစ်လုတ်ကြရနော်နွားပွဲသားဟိုကတီးလို့နွားပွဲသားလို့ကြိုးဆိုတာနော်အဲ့တော့ဟိုတရုတ်သမ္မတလေဒီကောင်သမ္မတမှမဟုတ်တာဒီကောင်ငါလုံးမှာဟိုလက်နဲ့ပွဲသားဟာလားနွားပွဲသားအဆင့်မလို့ဟိုကောင်ကဟာလားဖြစ်တယ်လို့ကြိုးဆိုတာလေနော်အဲ့လိုအဆင့်မလို့အဲ့လိုကြိုးဆိုတာအဲ့ဒါကိုငါလုံးမှာစောက်ကြီးစောက်ကျဲနဲ့မအေလို့ဘောမဘောရဲ့အားလုံးကဖာတယ်မနဲ့မအေလို့တွေကငါလီစောက်ကြီးစောက်ကျဲတွေလုပ်ပြီးသူတို့ကနိုင်ငံတော်အဆင့်ပါညာတယ်ငါလုံးမှာမင်းတို့ရဲ့ခွေးမိတို့ကငါလုံးမှာနိုင်ငံတော်အဆင့်နိုင်ငံတော်တန်လို့လားငါလုံးမှာတရုတ်နိုင်ငံကဖိတ်ခေါ်တော့မှပြည်နယ်အဆင့်လောက်ငါလုံးမှာဦးကြောင်ကြားကောင်နဲ့တွေ့ရတဲ့အဆင့်မျိုးဟဲ့ပူတင်လိုကောင်မျိုးလည်းမညံ့ဘူးလေဟဲ့လားပူတင်လိုကောင်မျိုးကလည်းမင်းတို့ရဲ့ခွေးအောင်လိုက်ဟဲ့လားနွားပွဲသားကိုဟဲ့လားနွားပွဲသားလိုပဲကြိုးဆိုတာဟဲ့လားမင်းတို့လက်နဲ့မောင်ကိုပြောမယ်ဆိုလို့ရှိရင်ဟဲ့လက်နဲ့မောင်ကိုအဆင့်လောက်ပဲဟဲ့လားလက်နဲ့ကောင်မောင်ကိုလက်နဲ့ပွဲသားဟဲ့လားနွားပွဲသားအဆင့်လောက်ပဲဟိုကတတ်မှတ်တာနော်ဟဲ့လားမင်းတို့ဘာမှယူလရာကြီးဆိုပြီးတော့ဟိုအတိမတ်ပြီးကြိုးစုံနေတာမဟုတ်ဘူးနော်စောက်ဆက်လဲရှိချမအေလို့များရဲ့ဟဲ့လားပြန်လာရင်မသားဆိုင်ဝိုင်းနေတယ်ဟိုကြိုးစုံလိုက်အောင်မင်းတို့ဘာမှယူဟဲ့လားမော်စကိုကနေအော်တိုပြန်လာလားမလာလားမသိဘူးနော်အဲ့တော့ဘေဂလာတက်ကဘာဖြစ်လဲ35ရောက်လား36ရောက်လားဟဲ့လားဟိုရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဟဲ့လားအေရဖင်ပိတ်ချလိုက်လို့ဟဲ့လားဘင်္ဂလားဒေ့ရှ်ကိုခွေးပြေးဝက်ပြေးသွားတဲ့စစ်ရှုံးကောင်မအေလို့တွေကိုဟဲ့လားဒီကနေ့မှာပဲဟဲ့လားမင်းတို့ရဲ့ပပကြီးရဲ့လေနဲ့သွားကြိုလိုက်တယ်ဟဲ့လားဘင်္ဂလားပြန်နေပြန်ရောက်လာပြီပေါ့ကွာဘင်္ဂလားဒေ့ပြန်နေပြန်ရောက်လာပြီပေါ့ဟဲ့လားဘင်္ဂလားဒေ့တောင်မှဟဲ့လားခွေးပြေးဝက်ပြေးသွားတာအေရဖေလုံးလို့နော်ဟဲ့လားအေတက်တော့ဖင်ဝိုင်းလို့ဟဲ့လားအယောက်30ကျော်ဟဲ့လားဘင်္ဂလားဒေ့ကိုခွေးပြေးဝက်ပြေးသွားတာပြေးသွားပြီးတော့အခုပြန်ရောက်လာတယ်ဟဲ့လားအဲ့ဘင်္ဂလားပြန်လို့ခေါ်တယ်နောက်ထိုင်းပြန်နေရှိသေးတယ်ထိုင်းထဲဝင်ပြေးတာလည်းမအေလို့ခွေးဝဲသားဟဲ့လားမေလို့ခေါင်းစိမ်းနေရှိသေးတယ်နော်ထိုင်းပြန်ဟဲ့လားပထမတစ်သုတ်ကတော့ပြန်သွားပြီဟဲ့လားထိုင်းပြန်ဟဲ့လားတရုတ်ပြန်တော့မှဟဲ့လားတရုတ်ကဟိုဖင်လို့နော်အနားတော်ကခြံစည်းတော့မကတ်နိုင်ဘူးဟဲ့လားတရုတ်ပြန်တော့မရဘူးဒါ
ဒါပေမဲ့တော့ပြန်လိုက်သေးတယ်မေလို့အတင်းကိုခါလိုက်ဟာလားချောင်းဖြတ်ပြီးခွဲပြီးပြေသွားတော့ကဟမ်မေလို့တွေကိုလာပေါ်သေးတရုတ်ပြန်ဟမ်ဘင်္ဂလားပြန်နောက်အိန္ဒိယပြန်လည်းရှိသေးတယ်ဟမ်မင်းတို့နိုင်ငံခြားပြန်နေရတာငါတို့ပြည်သူလူထုနဲ့စိုးတယ်ဟုတ်လားဟမ်မင်းတို့ရဲ့ဟမ်ခွေးမီတို့ဟမ်လက်တီအာမီရဟမ်နိုင်ငံခြားပြန်ဆော့ဦးနေပြီဟဲ့လားအဲ့ဒါငါတို့ပြည်သူတွေကတော့ငါတို့ဘယ်နိုင်ငံမှဟမ်ဟိုပြန်လာတယ်ခொနည်းတွေမရှိသေးဘူးဟမ်ဟာလားအဲ့တော့မင်းတို့ကိုစောက်စင်ကိုတိနော်ဟာလားမင်းတို့ရဲ့ကြုံကောင်းတော်ကြီးခွေးအောင်လာရဲ့ကိုစောက်စင်ကိုတိနော်အဲ့တော့နိုင်ငံတော်အဆင့်မပြောနဲ့နော်အဲ့တော့နွားပွဲသားအဆင့်ခွေးပွဲသားအဆင့်ကြောင်ပွဲသားအဆင့်နော်ဟာလားလက်နဲ့ပွဲသားအဆင့်ချစ်ခင်လေးစားရပါတယ်ဒီပါပြည်သူများခင်ဗျာကျက်သွန်မဟုတ်ကျက်သွန်ကျော်တဘာဝမျိုးစားဓာတ်မျိုးစားတွေအားပေးပါခင်ဗျာဟလာဟိုဒါသူတို့ရှောက်လမ်းမှာဟလာဟိုကတင်မောသိနဲ့တုတ်ထားတာဟလာမင်းတို့ရဲ့အမေလင်ကြီးကိုဟလာဟိုကဟလာနွားပွဲသားစင်ကိုတလေးတစားနဲ့မင်းတို့ကော်တော်နေနဲ့ဟလာကြိုးဖို့မင်းတို့စိတ်ကူးရင်နေလားရင်မနေနဲ့နော်အဲ့တော့မင်းတို့ပထွေးကနွားပွဲသားအဆင့်ဆိုတော့နွားပွဲသားအဆင့်နဲ့ပဲကြိုးဆိုတာနော်ငါလုံးမဒါများစောက်ရက်မရှိငါလုံးမဟမ်ဘာတွေခါလာဟိုလေလိုင်းပေါ်မှာလီးလက်လီးစကားတွေပြောတယ်ဘောမပြီးတော့ဟာလာပြည်သူချောင်းပြတယ်မင်းတို့ရဲ့ခွေးအောင်လိုက်ကြုံအောင်ကြီးရဟာလာစောက်တော့အဆင့်ပဲရှိတယ်နော်အဲ့ဒါပြည်သူအလုံးကအဲ့လိုပဲတတ်မှတ်ထားတာမင်းတို့ပြည်သူတွေလူတွေတော့ဟာလာဂျင်းတဲ့တွေလာမထဲနဲ့ဟာလာအဲ့တော့နိုင်ငံကဟာလာတောက်ဘောကြီးအဆင့်ထားတာနော်ဟာလာခွေးပွဲစားဟာလာနွားပွဲစားအဆင့်ထားတာအဲ့တော့နိုင်ငံတော်အဆင့်နဲ့ကြိုဆိုတာတဲ့ကွာဟာလာအဲ့တော့ကော်စောခင်းပြီးကြိုဆိုတာနဲ့ဟာလာကော်စောမပါဘဲနဲ့ဟာလာတမန်တလင်းပေါ်မှာလမ်းလျှောက်ပြီးတော့မှဟာလာဘလုံးမြတ်ကြိုသွေးသလိုဒီလိုမြတ်ကြိုသွေးသလိုနဲ့ဟာလာစက်ဖြည်းဖြည်းနဲ့ဟာလာအားလုံးမှခွေးရီနဲ့ခွေးမငါလုံးကပြောင်းချောသွားလုံနေတယ်စောက်ချက်လည်းမရှိဘူးစောက်ချက်လည်းရှိကြမအေလိုများရဲ့နော်အဲ့ဒါပြည်သူတွေတော့လာဂျင်းမထဲနဲ့အားလုံးမှဒါများ